အာနာပါနကမ္မထံဟာသင်ရတာအင်မတန်လွယ်ကူတယ်နိစ္စနဲ့မရှိဘူးစိတ်ကမရှိရင်တော့အင်မတန်ခက်ပါတယ်ယခုတော့လွယ်လွယ်လေးပဲသွားမယ်နားလေသလိုလိုသဘောပေါက်တဲ့အယူအဆတွေအမျိုးမျိုးကိုပြောင်းလဲပြီးတော့သင်နေကြတာလည်းရှိတယ်တော်တော်လေးကိုလည်းပင်ပန်းနေတာတွေလည်းရှိကြတယ်အာနာပါနကမ္မထံတစ်ခုလုံးနဲ့အခက်အခဲတွေအများကြီးရှိနေကြတာလည်းရှိတယ်ရင်ထဲမှာတင်းကျပ်နေတယ်မုန်းကျပ်နေတယ်မျက်နှာတစ်ခုလုံးတင်းနေတာမျက်လုံးတွေအောင့်နေတာတွေဟာယောဂီတော်တော်များများကဖြစ်နေကြတယ်ယခုအဲ့ဒီလိုမျိုးမဖြစ်ရအောင်အပြစ်ကင်းကင်းကလေးနဲ့တန်တန်ရှင်းရှင်းကလေးနဲ့ဒုက္ခဇဝေဟာရောချမ်းချမ်းသာသာနေထိုင်နိုင်ရေးအတွက်ယနေ့ပို့ချပေးမှာဖြစ်တယ်တဲ့နော်လုပ်ငန်းတစ်ခုကိုပြုလုပ်တော့မယ်ဆိုရင်ကိုပြုလုပ်တဲ့ဘာသာရလုပ်ငန်းခွင်တစ်ခုလုပ်ငန်းအသစ်တစ်ခုပြောင်းတော့မယ်ဆိုရင်လည်းကိုပြောင်းလဲမဲ့ပြောင်းပြီးလုပ်မဲ့လုပ်ငန်းခွင်နဲ့ပတ်သက်ပြီးအကြမ်းမြင်ဘ ਹੁ တုတ္တဆိုတာရှိထားရတယ်အကြမ်းမြင်ဘ ਹੁ တုတ္တအနေနဲ့ကြိုတင်ပြီးသိထားရမယ်၅မျိုးဆိုတာနံပါတ်1တတိရဲ့အကြောင်းကိုသိထားရမယ်တတိဆိုတာအာယုံကိုအမှတ်ရခြင်းမမေ့ပြောက်ခြင်းနောက်တနည်းမျက်စိပိတ်ပြီးအလုံးလုံးတဲ့အခါစိတ်ကိုစောင့်ရှောက်ခြင်းဒါလောက်မှတ်ထားလိုက်လုံလောက်တယ်စောင့်ရှောက်ခြင်းထိမ့်သိမ့်ခြင်းမဟုတ်ဘူးနော်ထိမ့်သိမ့်ခြင်းဆိုတဲ့အသုံးနှုန်းတစ်ခုကိုသုံးမိသွားရင်အသုံးနှုန်းလွဲချော်တဲ့အတွက်ကြောင့်လုပ်ငန်းတွေလွဲချော်သွားပါတယ်ထိမ့်သိမ့်မှုဆိုတဲ့အသုံးနှုန်းကိုသုံးတဲ့ယောဂီတိုင်းဒီရင်ထဲမှာတင်းကျပ်လာတယ်မွန်းကျပ်လာမောလာတယ်ပင်ပန်းလာတယ်တတိထားတယ်စောင့်ရှောက်တယ်ဂယုစိုက်တယ်ဒါအပြစ်ကင်းတဲ့အသုံးနှုန်းစကားလုံးတွေအရေးကြီးပါတယ်နော်တတိဆိုတာအာယုံကိုအမှတ်ရခြင်းမမေ့ပြောက်ခြင်းမျက်စိပိတ်ပြီးအလုံးလုံးတဲ့ချိန်ခါမှာလည်းပဲစိတ်ကိုစောင့်ရှောက်နေတတိထားတယ်မလုံလောက်ဘူးစောင့်ရှောက်တယ်မလုံလောက်ဘူးဂယုစိုက်တယ်အဲ့ဒီသုံးခုသည်တတွဲတည်းပဲတစ်ခုမဟုတ်တစ်ခုလုံလောက်ပါတယ်တဲ့နော်တတိထားလို့ပြောလိုက်လို့လုံလောက်တဲ့သူအတွက်တတိထားဆိုတဲ့အသုံးနှုန်းနဲ့ပြီးသွားတယ်မလုံလောက်တဲ့သူအတွက်စောင့်ရှောက်နေတဲ့စိတ်ကိုစောင့်ရှောက်တယ်လို့ဆိုလိုတဲ့စိတ်ကိုတတိထားတဲ့စိတ်ကိုစောင့်ရှောက်နေဂယုစိုက်ဆိုတာအဲ့ဒီဂယုစိုက်ဆိုတဲ့အသုံးနှုန်းကတတိကိုပံ့ပိုးပေးလိုက်တဲ့လေးလေးနက်နက်ကိုရှိစေတယ်အရေးကြီးတယ်နော်အဲ့တော့တတိကိုဥပမာပေးထားတယ်မိခင်နဲ့ဥပမာပေးထားတယ်မိခင်ကသူ့ရဲ့ရင်သွေးလေး6လ10လလွယ်ပိုက်ပြီးတော့မွေးဖွားပြီးဖြစ်ပေါ်လာတဲ့ကလေးသူငယ်၄ဘက်ပြေးနေတယ်ဆော့ကစားတယ်အသိဉာဏ်ဆိုတာဘာမှမရှိသေးဘူးဆိုတာမိခင်ကအသိဆုံးပဲအဲ့ဒီတော့ဒီကလေးသူငယ်ဘေးအန္တရာယ်မဖြစ်ဖို့ရန်အတွက်အရေးတကြီးကြီးတတိထားစောင့်ရှောက်ဂရုစိုက်နေသလိုပါပဲမိခင်နဲ့တူတဲ့တတိကကလေးနဲ့တူတဲ့စိတ်ကိုစောင့်ရှောက်နေသလိုပါပဲမိခင်ကိုတတိနဲ့ဥပမာပေးတယ်ကလေးသူငယ်ကိုစိတ်နဲ့ဥပမာပေးဒါကြောင့်တတိသည်အာယုံကိုအမှတ်ရခြင်းမမေ့ပြောက်ခြင်းနောက်တနည်းမျက်စိပိတ်ပြီးအလုံးလုံးတဲ့ချိန်ကမှစိတ်ကိုစောင့်ရှောက်ခြင်းဘလို့စောင့်ရှောက်လဲနောက်ပိုင်းဒါလာလိမ့်မယ်ကဲနောက်တစ်ခုစိတ်ရဲ့အကြောင်းကိုသိထားရမယ်ခုနတုန်းကတော့တတိရဲ့လှုပ်ဆောင်ချက်ကဘာလဲဒါသိထားရမယ်ယခုတော့စိတ်ရဲ့လှုပ်ဆောင်ချက်သူဘာလှုပ်တာလဲဝိဇ္ဇနနလက္ခဏာစိတ်တံအာယုံကိုသိခြင်းယာယူခြင်းသူ့ရဲ့ကိစ္စတဲ့အာယုံတွေကဘာတွေလဲဆိုတော့အများကြီးမဖြစ်နေဘူးလားရူပါယုံတတ္တယုံခန္ဓာယုံရတ္တယုံဖုတ္တဗယုံဓမ္မယုံရဲ့လို့ရှိရူပါယုံကိုသိခြင်းယာယူခြင်းတတ္တယုံကိုသိခြင်းယာယူခြင်းအဲ့ဒီတော့စိတ်အရာအာယုံကိုသိခြင်းရယူခြင်းလို့မှတ်လိုက်ပါတတိဆိုတာအာယုံကိုအမှတ်ရခြင်းမမေ့ပြောက်ခြင်းမျက်စိပိတ်ပြီးအလုံးလုံးတဲ့အခါစိတ်ကိုစောင့်ရှောက်ခြင်းစိတ်ဆိုတာအာယုံကိုသိခြင်းရယူခြင်းဝင်လေထွက်လေဆိုတာလည်းပဲအာယုံပဲနော်ယခုမျက်စိပိတ်ပြီးအလုံးလုံးတဲ့အခါကျရင်
ဒီဝင်လေထွက်လေကတရားဝင်အာယုံဖြစ်လိမ့်မယ်ကျန်တာတွေကအကုန်လုံးတရားဝင်မဟုတ်ဖြစ်သွားလိမ့်မယ်နော်ကဲအဲ့ဒီတော့စိတ်ရဲ့အကြောင်းကိုသိပြီးသွားပြီဆိုလေရဲ့အကြောင်းကိုလည်းသိထားရမယ်ဒါကြောင့်ခုနကပြောသလိုဒီနေ့ကတော့အကြမြင်ဘဝသုတ္တကိုပို့ချပေးတဲ့နေ့အဲ့ဒီတော့မှအလုံးလုံးတာအဆင်ပြေတယ်ဘယ်လိုအကြမြင်ဘဝသုတ္တမှမရှိဘူးဆိုရင်ဒီအလုပ်တွေမလုပ်ပါနဲ့ခက်ခဲတွေအများကြီးတန်းစီပြီးလာပါလိမ့်မယ်အဲ့ဒီတော့လေရဲ့အကြောင်းကိုသိထားရမယ်လေဆိုတာဟိုဗဟိတမှာတိုက်နေတဲ့လေကိုမဆိုလို့ဘူးတဲ့တရားအထုတ်မဲ့ကာယကံရှင်သဏ္ဍာန်မှာဖြစ်ပေါ်လာတဲ့အတ္တတပတ္တတဝင်သက်ထွက်သက်ဝင်လေထွက်လေကိုဆိုလိုတယ်အဲ့ဒီလေကဘယ်သူကြောင့်ဖြစ်တာလဲဆိုအတ္တတပတ္တတစိတ်တသမုဋ္ဌာနာဝဆိုပြီးအထက်ကရာကပြောတယ်ဒီဝင်သက်ထွက်သက်ဝင်လေထွက်လေနောက်တနည်းလေသည်တဲ့စိတ်တသမုဋ္ဌာနာဝစိတ်ကြောင့်သာလင်ဖြစ်ကြကုန်၏ဆိုတော့တရားထိုင်နေတဲ့အချိန်ခါကြလို့ရှိရင်ပို၍နားလည်သဘောပေါက်သွားမယ်စိတ်လှုပ်ရှားနေသေးတဲ့အချိန်ခါကြရင်ဒီဝင်လေထွက်လေဟာမြန်မယ်ယုံရင်ကျဉ်းတယ်မယ်ဘာကြောင့်မြန်ရတာလဲဘာကြောင့်ယုံရင်ကျဉ်းနိုင်ရတာမိမိရဲ့စိတ်ဟာမငြိမ်ဝတ်သေးဘူးလှောက်ရှားနေတယ်အတွေးတွေရှိနေသေးလို့စိုးရိမ်စိတ်တွေရှိနေသေးလို့ဒီဝင်သက်ထွက်သက်ဝင်လေထွက်လေနောက်တနည်းဒီလေအာယုံတွေမြန်ပြီးယုံရင်ကျဉ်းနေတယ်တရက်2ရက်3 4ရက်လောက်2ရက်လောက်ဆိုရင်လုပ်ငန်းကိုသဘောပေါက်လို့လှုပ်တတ်သွားပြီဆိုရင်မိမိရဲ့ဝင်သက်ထွက်သက်ဝင်လေထွက်လေလေအာယုံလေးဟာနှေးပြီးတော့နူးညံ့လာလိမ့်မယ်သိမ်မွေ့လာလိမ့်မယ်အလွန်နူးညံ့သိမ်မွေ့လာလိမ့်မယ်ဘာကြောင့်နှေးပြီးတော့အလွန်နူးညံ့သိမ်မွေ့လာရသလဲဆိုတော့မိမိရဲ့စိတ်ကလေးကငြိမ်ဝတ်ပြီးတော့တမာတိဖြစ်လာလို့တဲ့စိတ်အေးချမ်းလာလို့လေအာယုံလေးကနှေးနူးညံ့သိမ်မွေ့တော့အဲ့ဒီတော့တရားအထုတ်နေတဲ့ယောဂီသူတော်ကောင်းတွေမှာမိမိရဲ့လေကိုအကြောင်းပြုပြီးကိုယ်စိတ်ကိုနားလည်လို့ရလေကမြန်ပြီးယုံရင်ကျမ်းနေတယ်ဆိုရင်ဒီလေအာယုံကိုအကြောင်းပြုပြီးငါစိတ်ကလှုပ်ရှားနေသေးတယ်မအေးချမ်းသေးဘူးတမာရီမဖြစ်သေးဘူးဆိုတာနားလည်လိုက်ပါလေလေးကနှေးပြီးနူးညံ့သိမ်မွေ့တယ်အလွန်နူးညံ့သိမ်မွေ့လာတယ်ဆိုရင်အော်ငါရဲ့စိတ်ဟာငြိမ်းချမ်းလာပြီအေးချမ်းလာပြီတမာရီဖြစ်လာပြီတည်ငြိမ်လာပြီဆိုပြီးလေအာယုံကိုအကြောင်းပြုပြီးတော့ကိုယ့်ရဲ့စိတ်ကိုနားလည်လို့ရပါတယ်ကဲနောက်တစ်ခုဒီလေအာယုံကမြင်ရသလားဆိုတော့မမြင်ရဘူးတဲ့အဲ့ဒီမမြင်ရတဲ့လေအာယုံနဲ့ပတ်သက်ပြီးရှောင်ကျင်ရမှာ6မျိုးရှိတယ်ဘယ်နှမျိုးရှိတာလဲဒါတွေရည်ကြည်တယ်အာနာပါနကမ္မထံဟာလှုပ်တော်သူများတယ်လှုပ်တတ်တော်သူအမတန်နေပါတယ်အဲ့ဒီတော့ရှောင်ကျင်ရမယ်6မျိုးဆိုတာကနံပါတ်1ဒီလေအာယုံမြင်ရသလားဆိုတော့မမြင်ရဘူးစိတ်ကလေးနဲ့ခံစားပြီးသိရတယ်မနောဒွါရဝိထိအဲ့ဒီတော့ဒီလေအာယုံလေးကိုစိတ်ကလေးနဲ့ခံစားပြီးသိရတယ်လေအာယုံဖြစ်သည့်အတွက်ကြောင့်မျက်စိပိတ်အလုံးလုံးတဲ့ချိန်ခါမှာဒီမမြင်ရတဲ့လေအာယုံနဲ့ပတ်သက်ပြီးတော့မမြင်ချင်ရဘူးဒီလေအာယုံကိုသိဖို့ရန်အတွက်လိုက်မရှာရဘူးလုံးမရှုရဘူးထိအောင်နေရာတစ်ခုမှာထိအောင်ထင်ရှားအောင်မပြုတ်လို့ရအောင်မိမိသိနေတဲ့လေအာယုံလေးလွတ်သွားမှစိုးရိမ်ပြီးတော့အသက်အောက်ပြီးထိန်ပြီးရှူသွင်းရှူထုတ်မလို့ရအောင်နှာခေါင်းတွင်းဝမ်းတွင်းဝင်သွားတဲ့လေကြီးအနောက်လည်းမလိုက်ရဘူးနှာခေါင်းရဲ့အပြင်ဘက်ထွက်သွားတဲ့လေကြီးအနောက်လည်းမလိုက်ရဘူးရှောင်ကျင်ရမှာဘယ်နှမျိုးတဲ့လေအဲ့ဒီနံပါတ်1ဖြစ်တဲ့ရှောင်ကျင်ရမယ်လုပ်ငန်းခွင်မှာမမြင်ချင်ရဘူးဆိုတော့မြင်ချင်ရင်ဘာဖြစ်နိုင်တယ်လဲမြင်ချင်ရင်ဘာဖြစ်နိုင်တယ်လဲဆိုတော့မြင်ချင်ရင်ကြည့်မိမယ်ဒီလေအာယုံသည်မမြင်ရဘူးကြွတင်ပြီးအသိပေးလိုက်ပြီးမမြင်ချင်ရဘူးမြင်ချင်ရင်ကြည့်မိမယ်ကြည့်မိတဲ့အခါကျတော့ဘာတွေဖြစ်လာမလဲဆိုတော့ဇကြောတွေတက်လာလိမ့်မယ်နှစ်ဖူးအကြောတွေတင်းလာလိမ့်မယ်မျက်လုံးနှစ်ခုရဲ့အရင်နှာခေါင်းအရင်တွေနာလာလိမ့်မယ်နှာတံတွေလည်းပဲနာလာလိမ့်မယ်မျက်နှာတစ်ခုလုံးဆုပ်ထားသလိုတင်းလာမာလာလိမ့်မယ်အဲ့ဒါဘာကြောင့်ဖြစ်တာလဲ
မြင်ချင်နေလို့ဒါကြောင့်မမြင်ချင်ရဘူးနံပါတ်1လိုက်မရှာရဘူးလိုက်ရှာရင်ဘာဖြစ်မှလဲသမာဓိမဖြစ်ဘူးစိတ်ပင်ပန်းမယ်စိတ်သက်သာဘူးမရဘူးနံပါတ်3လုံးမရှုရဘူးနည်းနည်းလေးလည်းလုံးမရှုရအောင်များများလည်းလုံးမရှုရအောင်နည်းနည်းလေးမသိမသာလေးလည်းခိုးပြီးတော့လုံးမရှုရအောင်လုံးရှုရင်ဘာဖြစ်မလဲဆိုမောလာမယ်ပင်ပန်းလာမယ်သဘာဝတရားဘဝတစ်လျှောက်လုံးသူ့သဘာဝတရားသူ့လို့သူလုံနေတယ်ဒီကမ္မထမ်းကိုရှုမှဘာကြောင့်လုံးရှုရတာလဲဘယ်လိုရည်ရွယ်ချက်ဘယ်လိုဥတည်ချက်နဲ့ဘာကြောင့်လုံးရှုရတာလဲမလိုအပ်ဘူးမလုံးရဘူးလုံးမရှုရဘူးမောမယ်ပင်မမယ်ဗုဒ္ဓကချီးမွမ်းတဲ့နေမှာအာနာပါနကမ္မထံဟာဒုက္ခောသဝိဟာရောဒုက္ခဝိဟာရီချမ်းချမ်းသာသာနေနိုင်တယ်တဲ့သူအဆင့်နဲ့သူဒါကိုဆိုလိုတာအဲ့ဒီတော့မြင်ချင်နေတဲ့လိုက်ရှာနေတဲ့လှုပ်ရှုနေတယ်ဒီအလုပ်တွေလုပ်နေရင်မချမ်းသာနိုင်ဘူးပင်ပန်းနေလိမ့်မယ်စင်မပြေဘူးအဲ့ဒီတော့နောက်နံပါတ်4ကဘာလဲဆိုတော့ထိအောင်ထင်ရှားအောင်မလုပ်ရဘူးတဲ့အာနာပါနကမ္မထံလောကဟာနောက်ကြောင်းပြန်ပြောင်းပြီးကြည့်လိုက်လို့ရှိရင်ဘယ်လိုခုနှစ်ဘယ်လိုအချိန်ခါကာလတုန်းကဒီလိုအာနာပါနကမ္မထံကိုသင်တဲ့နေရာမှာနေရာတွေထိတာတွေပြီးခဲ့တယ်လေဆိုတော့စာပေပရိယတ်ဒီထင်ရှားတဲ့အချိန်ခါစပြီးတော့ပြီးလာတာတဲ့ဝိသုဒ္ဓိမေထေရမှာလည်းဗုဒ္ဓဗုဒ္ဓောကသေပဏ္ဏတတိန်တပိတဝဘာဝင်တတေဝဘာဝနာသမစ္ဆတိတဲ့ထိမှုထင်ရှားတဲ့နေရာမှာဒီလေအာယုံလေးကိုတတိကပ်ပြီးရှုနေမယ်ဆိုလို့ရှိရင်အာနာပါနကမ္မထံဒီပြည်စီပြည့်စုံလာလိမ့်မယ်ဆိုလိုရင်းကတော့ဒီဘာသာရပ်ဖြစ်တဲ့သရုဒ္ဓဆံသမာဓိပြည်စီပြည့်စုံလာမယ်လို့ဆိုလိုတာအထက်ကရာဆိုတာကလေကိုပြောနေတာဆရာတွေနဲ့တကွာယောဂီတွေကထိတာကိုယူနေကြတယ်အဲ့ဒီတော့နေရာတစ်ခုနေရာကိုပေးကြတယ်ထိတာကိုယူကြတယ်တဲ့နော်ထိတာကိုယူကြတယ်နေရာဆိုတာကနာတိကေကေဝဆိုတော့သူလည်းပြောတာဘာပြောတာလဲဆိုတော့ဒီထက်ကရာကလည်းပဲအထက်တုံကန်းနဲ့ဒီကရတသဗ္ဗကယံပရိသဝိဒီဆိုတဲ့ဒီဝင်လေထွက်လေအကုန်လုံးဟာတဲ့အထက်နှုတ်ခမ်းနဲ့နှာခေါင်းများတို့ရဲ့နေကြမှာသာဖြစ်နေကြတယ်သူတို့ဆိုလိုရင်းကတော့နှာခေါင်းတွင်ဝမ်းတွင်မလိုက်ဘူးနှာခေါင်းကြီးအပြင်ဘက်မထွက်ဖို့ဆိုပြီးတော့ဒီလိုပြောထားတာပါအဲ့ဒီတော့နာတိကေကေဝါလို့ပြောလိုက်တာနဲ့အထက်နှုတ်ခမ်းတို့နှာခေါင်းများတို့ကိုပေးလိုက်တာရှိတယ်အဲ့ဒီတော့အဲ့ဒီနေရာတွေထိတာတွေပေးခဲ့တာဖြစ်တယ်တဲ့အဲ့ဒီတော့ယောဂီတွေကလည်းအဲ့ဒီနေရာတွေထိတာတွေကိုယူနေတာဖြစ်သည့်အတွက်ကြောင့်အခက်ခဲတွေဖြစ်လာတယ်ဘယ်လိုဖြစ်လာလဲဆိုတာဒါယခုပြောမှာပေါ့မဟုတ်ဘူးလားဒါကြိုတင်ပြီးတော့သိထားဖို့အလုံးလုံးတာနောက်မှလို့ကိစ္စမရှိဘူးနောက်မှလို့အေးဆွေးနောက်မှလို့အသိဉာဏ်လေးအရင်ထည့်လိုက်အဲ့ဒီတော့နေရာတစ်ခုမှထိအောင်ထင်ရှားအောင်မလုပ်ရဘူးတဲ့အဲ့ဒီတော့ထိအောင်ထင်ရှားအောင်ဘယ်လိုလုပ်တယ်လဲဆိုတော့ပါးစပ်တွေပါးစပ်နှခမ်းမျက်လုံးမျက်နှာအာယူပြီးတော့အထက်နှုတ်ခမ်းဆိုအထက်နှုတ်ခမ်းနာသီးပြားဆိုနာသီးပြားနှာခေါင်းဝဆိုနှာခေါင်းဝဘာဝနာစိတ်ကိုဖိထားပြီးပါးစပ်နှခမ်းမျက်လုံးမျက်နှာတို့ဖြင့်အာယူပြီးတော့ကြိုးစားအဲ့ဒီတော့ထိအောင်ကြိုးစားလိုက်တဲ့ခါကျတော့အဲ့ဒီဝန်းကျင်လေးမှာတင်းလာတယ်မာလာတယ်ထုံလာတယ်ခင်းလာတယ်ဓာတ်တွေပေါ်လာတယ်မာကျန်လေးဆိုတဲ့ပထဝီဓာတ်ဖြစ်တဲ့ဂရုပထဝီတွေလွှမ်းမိုးလာတယ်ဝါယောဓာတ်မှာထောက်ကံမှုတွန်းကံမှုတွေနေရာယူလာတယ်တဲ့အဲ့ဒီလိုမျိုးတင်းတာတွေမာတာတွေထင်ရှားဖြစ်လာရင်တော့ကျွမ်းကျင်လိမ္မာတဲ့ဆရာသမားစီမြန်မြန်ချင်းကပ်မှရမယ်မချင်းကပ်ဘဲနဲ့ကိုယ့်ကိုကြိတ်မိတ်ပြီးလုံနေမယ်ဆိုလို့ရှိရင်နောက်ပိုင်းမျက်စိမှိတ်လို့မရဲအောင်ဖြစ်သွားလိမ့်မယ်မျက်နှာတစ်ခုလုံးတင်းပြီးတော့မာပြီးတော့မျက်စိမှိတ်လို့မရဲဘူးညညအိပ်ရင်လည်းအဲ့ဒီဝေဒနာခံစားနေရတယ်တဲ့အဲ့ဒီယောဂဝေဒနာအဲ့ဒီဒုက္ခဟာကမ္မထံယောဂလို့ဆိုလိုတယ်အဲ့ဒီကမ္မထံယောဂဘယ်ဆေးရုံဘယ်ဆေးကမ်းမှမကုသနိုင်ပါဘူးတဲ့နီးစနစ်ပညာရက်ကလေးတစ်ခုနဲ့ပြန်ပြီးချိန်ပေးမှကုပေးမှသာလည်းပြန်လီပြီးတော့တတ်တာနိုင်ပါတယ်ဒီထဲမှာယောဂီတွေအများကြီးအာနာပါနကမ္မထံကိုတက်ဝင်ယုံကြည်ပြီးတော့ကြိုးစားနေတဲ့ယောဂီသူတော်ကောင်းတွေအများကြီးရှိတယ်ဒါမျိုးတွေလည်းရှိကောင်းရှိနိုင်တယ်
ရှိကိုရှိရမယ်မရှိပဲမနေဘူးဘာကြောင့်လဲဆိုတော့နေရာပြဿနာတွေပေါ့နော်နေရာပြဿနာတွေအဲ့ဒီနေရာကိုထိအောင်ကြိုးစားတာတွေမြင်ချင်တာတွေဒီလိုမျိုးရှိတော့ပေါ့ကဲအဲ့ဒီလိုမျိုးထိအောင်ကြိုးစားမိတယ်ဆိုလို့ရှိရင်ပေါ့ဒီဝင်လေထွက်လေဆိုတာကစိတ်ကြောက်ဖြစ်တော့ခုနပြောသလိုဂျာလီနေလေနူးညံ့သိမ်မွေ့လေဖြစ်လာထိတယ်ဆိုတာကသူကတော့အိမ်ရှင်မဟုတ်ဘူးခေတ္တခဏယာယီဧည့်သည်လေးပါပဲဝင်သက်ထွက်သက်ဝင်လေထွက်လေကယုံရင်ကြမ်းတမ်းနေတယ်စိတ်လှုပ်ရှားနေတဲ့အချိန်ကလေးရှေ့ဦးပိုင်းလေးတစ်ချက်မှာတော့သူကတော့ဖုဒ္ဓဘာဓာတ်ကိုဖြစ်စေတယ်လွယ်ကူတယ်ထင်ရှားတယ်အဲ့ဒီမှာထိတာလေးရနိုင်တယ်စိတ်ကလေးငြိမ်သက်လို့အေးချမ်းလို့တမာရီဖြစ်လို့လေလေနှေးပြီးနူးညံ့သိမ်မွေ့သွားပြီဆိုရင်ဖုဒ္ဓဘာဓာတ်ကလေးမရတော့တော့အဲ့ဒီအချိန်ကမှယောဂီကမထိတော့ပါလားဟာထိတာယူကိုပဲအဓိကထားတာဝိုးဒီကမ္မထမ်းမှာမထိထိအောင်အဲ့ဒီမှာပါဇာနှကမ်းမျက်လုံးမျက်နှာတို့အာယူပြီးတော့ကြိုးစားလာတဲ့ချိန်ကကြတော့အဲ့ဒီပြဿနာတွေလွှမ်းမိုးလာတယ်ဒါကြောင့်မို့လို့ထိအောင်ထင်ရှားအောင်ဘယ်လိုနည်းပညာဘယ်လိုနည်းစနစ်နဲ့မှမလုပ်ပါနဲ့ဘယ်တော့ခါမှမလုပ်ပါနဲ့မလိုဘူးနော်ကဲနောက်တစ်ခုကတော့ထိမ့်ပြီးရှုသွင်းရှုထုတ်မလုပ်ရဘူးတဲ့ဘာကြောင့်ထိမ့်ပြီးရှုသွင်းရှုထုတ်လုံးတယ်လဲဆိုတော့ဒီဝင်သက်ထွက်သက်ဝင်လေထွက်လေဒီလေအာယုံလေးဟာသဘာဝတရားဟာဘဝတစ်လျှောက်လုံးသူ့လုံသူလုံးနေတာသူ့လုံသူလုံးနေတယ်အိမ်ရှင်မှာပဲသူကတော့ဘဝတစ်လျှောက်လုံးကာယကံရှင်ဘဝနဲ့တပြေးညီပြုလုပ်နေတဲ့လုပ်ငန်းတွေပညာသင်တဲ့ချိန်ကမှလည်းပဲအမြဲဆောင်ရှောက်နေတဲ့ထမင်းစားတဲ့ချိန်ကမှလည်းအမြဲဆောင်ရှောက်နေအလုပ်လုပ်တဲ့ချိန်ကမှလည်းအမြဲဆောင်ရှောက်နေဒီဝင်လေထွက်လေတွေအမြဲရှိနေတယ်ပြက်ကွက်တဲ့အချိန်စက္ကန့်ပိုင်းမိနစ်ပိုင်းနိုင်ပိုင်းလုံးဝမရှိဘူးလုံးဝတာဝန်ကြီးတယ်သူကတနေ့တည်းရဲ့တာဝန်ကြီးသလားမဟုတ်ဘူးတဲ့တသက်လုံးနောက်ဆုံးစုတစိမ့်ကြတဲ့အထိသူကမကွေးမကွာလုံးဝဒီကာယကံရှင်ကိုဆောင်ရှောက်နေအလွန်တရာမှကျေးဇူးကြီးမားတယ်ကျေးဇူးရှင်ပဲအဲ့ဒီတော့ဒီလေအာယုံလေးကိုသိနေတဲ့ယောဂီသည်ပြန်လွတ်သွားမှအမတန်စိုးရိမ်နေဒီလေအာယုံလေးပြန်လွတ်သွားမှစိုးရိမ်တော့ဘာဖြစ်လဲထိမ့်ပြီးတော့အသက်အောက်ပြီးရှုသွင်းရှုထုတ်လုပ်တယ်အဲ့ဒီတော့ထိမ့်ပြီးရှုသွင်းရှုထုတ်လုပ်တော့ဘာဖြစ်သွားလဲသဘာဝတရားပျက်စီးသွားသဘာဝတရားကဘာတွေလဲဆိုတော့အစုတ်တွေနှလုံးတွေဟာသူ့တိုင်ပင်နဲ့သူဝင်သက်ထွက်သက်ဒီလေလေးရဖို့ရန်အတွက်သဘာဝတရားသူ့လုံနေတယ်ယောဂီကမိမိအလိုဆန္ဒအတိုင်းဒီလေအာယုံလေးလွတ်သွားမှစိုးရိမ်ပြီးအသက်အောက်ပြီးထိမ့်ပြီးရှုသွင်းရှုထုတ်လုံးလိုက်တော့ဘာဖြစ်သွားလဲဆိုတော့ဝင်เสียရှိတဲ့လေတွေအကုန်လုံးဝင်ခွင့်မရတော့ထွက်เสียရှိတဲ့လေတွေလည်းအကုန်လုံးထွက်ခွင့်မရဘူးအဲ့မှာဘာဖြစ်သွားလဲရင်ထဲမှာမွန်းကြက်လာမောလာပင်ပန်းလာတယ်ဒါကြောင့်ထိမ့်ပြီးရှုသွင်းရှုထုတ်မလုပ်ပါနဲ့ဝင်လေနောက်ထွက်လေအနောက်လည်းစိတ်မလိုက်ပါနဲ့ဝင်လေနောက်ထွက်လေနောက်စိတ်လိုက်နေမယ်ဆိုလို့ရှိရင်လည်းပဲထိမ့်တဲ့ဘက်တွေရောက်သွားပါလိမ့်မယ်လှုပ်ရှုတဲ့ဘက်တွေရောက်သွားပါလိမ့်မည်ဒါကြောင့်မို့လို့ရှောင်ကျင်ရမှာဘယ်နှမျိုးတဲ့လဲမမြင်ကျင်ရဘူးလိုင်းမရှာရဘူးလုံးမရှုရဘူးထိအောင်ထင်ရှားအောင်မပြုတ်ကျင်ရဘူးထိမ့်ပြီးရှုသွင်းရှုထုတ်မလုပ်ရဘူးဝင်လေနောက်ထွက်လေနောက်လည်းမလိုက်ရဘူးတဲ့ရှောင်ကျင်ရမှာ6မျိုးဒီအတိတ်အရင်ထည့်ထားလေအလုံးနောက်မှလို့ကိစ္စမရှိဘူးကဲအဲ့ဒီတော့နောက်ပါကြံသေးလေအတွေ့ထိဏမိတ်တာဘဝင်ကြ3ခုအကြောင်းလည်းသိထားရမယ်အတွေ့ဆိုတာတော့သူသူငန်းငါအကုန်လုံးသိပြီးသားဖြစ်လိမ့်မယ်နော်မိမိပိုင်ဆိုင်တဲ့သက်ရှိတတ်မဲ့သူတစ်ပါးပိုင်ဆိုင်တဲ့သက်ရှိတတ်မဲ့ဖြစ်ပြီးဖြစ်စေဖြစ်လက်တန်သောသက်ရှိတတ်မဲ့ကာမဝတ္ထုအစုစုအာယုန်နဲ့ပတ်သက်ပြီးဖြစ်ခြင်းနေတယ်လှုပ်ခြင်းနေတယ်ပေးခြင်းနေတယ်ယူခြင်းနေကြစီမံခြင်းနေတယ်ကြံနေသေးတယ်စသည်ဖြင့်အဲ့ဒီအာယုန်နဲ့ပတ်သက်ပြီးစိတ်အစဉ်ဖြည့်နေတွေးနေတာစဉ်းစားနေတာဒါအတွေးလို့မှတ်လိုက်ပေါ့ထိဏမိတ်တာဆိုတာကစိတ်စေတသိက်တွေလေးတွဲလာလေးလံထိုင်းမိုင်းလာမပျော်ပိုက်တော့ဘူးငိုက်မြီးလာတယ်တဲ့အဲ့ဒီထိဏမိတ်ဆိုတာဘာဝနာကမ္မထံစေးပြတဲ့အချိန်ကမှပဲဖြစ်တာလားမဟုတ်ဘူးတဲ့ကားစီးတဲ့အချိန်ကမှလည်းဖြစ်နိုင်တယ်ဗီဒီယို TV ကြည့်တဲ့အချိန်ကမှလည်းဖြစ်နိုင်တယ်
စာကြည့်တဲ့အချိန်ခါမှလည်းဖြစ်နိုင်တယ်ယုံထိုင်တဲ့အချိန်ခါမှလည်းဖြစ်နိုင်တယ်ထိနာမိတ်တာလည်းတိလောက်ပြီပေါ့နော်နောက်ပြီးတော့ဘဝင်ကြတယ်ထိနာမိတ်တာနဲ့ဘဝင်ကြတာတော့ညီကိုပဲသူကတော့ထိနာမိတ်တာကလည်းတတ္တရာသိမ့်မရအောင်ထိနာမိတ်တာဘဝင်ကြတယ်ဆိုတာလည်းပဲတတ္တရာသိမ့်မရအောင်ထိနာမိတ်တာကဲ့သို့စိတ်ကနည်းနည်းပင်ပန်းတဲ့လက္ခဏာရှိတယ်ဘာကြောင့်လဲဆိုတော့ထိနာမိတ်တာကမရွှင်လန်းတဲ့သဘောရှိတယ်တတ္တရာမရအောင်တရားအထုတ်တဲ့ချိန်ခါအဲ့ဒီတော့ဘဝင်ကြတာဘယ်အချိန်ဖြစ်နိုင်လဲချက်ချင်းယောဂီအသက်နေနဲ့မဖြစ်နိုင်ယောဂီအဟောင်းနေအနေနဲ့တမာတိဖြစ်ပြီနော်တမာတိလေးဖြစ်ပြီးတော့လေအာယုံလေးကလည်းနှေးလာပြီနူးညံ့ပြီသိမ်မွေ့ပြီအလွန်နူးညံ့သိမ်မွေ့တဲ့အပိုင်းရောက်ပြီဆိုရင်စိတ်ဆိုတာအာယုံကိုသိခြင်းရယူခြင်းသူသိရမယ်အာယုံကလေးကအလွန်နူးညံ့သိမ်မွေ့ရန်သိမ်မွေ့နေတာဖြစ်တဲ့အတွက်ကြောင့်ဒီလေအာယုံကိုသိဖို့ရန်အတွက်သိမစွမ်းနိုင်တော့ဘာကြောင့်လဲသိနှုတ်ကန်ခြင်းလို့သိမ်မွေ့လာတာအဲ့ဒီအချိန်ခါမှာမနောဒွါရဝိထိစိတ်စဉ်ဖြစ်ခွင့်မရတော့သူ့မှာဘာဖြစ်သွားလဲဘဝင်စိတ်လက်ကနေမျောသွားတယ်လက်ကနေမျောသွားတယ်ပုံရိပ်တွေပေါ်လာတတ်တယ်ဘဝင်စိတ်တို့မြည်သည်ပြီးခဲ့တဲ့ဘဝအတိတ်ဘဝဒီဘက်နဲ့အချိန်ပြောင်းလေးမှာပေဂာနိမရဏတဏ္ဍာဇောချိန်ခါမှာကံအာယုန်တွေကသူအကျိုးပေးမယ်ငါအကျိုးပေးမယ်ဆိုပြီးတော့ဖြစ်ပေါ်လာကြတယ်အကျိုးပေးခွင့်တာတဲ့ကံအာယုန်ကြောင့်သာလျှင်ဒီဘဝမှာထင်ရှားဖြစ်ပေါ်နေကြတယ်ကျန်တဲ့ကံအာယုန်တွေစသည်ဖြင့်ဒီဘဝင်ဆိုတဲ့စိတ်ကအဲ့ဒီအာယုန်တွေယူတတ်တဲ့သဘောရှိတယ်လို့လည်းဒီလိုမှတ်လိုက်မယ်လက်ခနဲ့မျောသိတယ်မျောသွားပြန်ပြီသိတယ်မျောသွားပြန်ပြီအဲ့ဒီတော့အတွင်းရဲ့အကြောင်းကိုလည်းသိထားရမယ်ထိနမိတ်တာအကြောင်းလည်းသိထားရမယ်ဘဝင်ကြဆိုတဲ့အကြောင်းလည်းသိထားရမယ်အဲ့ဒီတော့နောက်တစ်ခုဘာရှိသေးလဲဆိုတော့လေအာယုံလေးကနေပြီးအလွန်နူးညံ့သိမ်မွေ့တဲ့အပိုင်းရောက်လာပြီဆိုရင်၄မျိုးဖြစ်နိုင်တယ်ဘယ်နှမျိုးဖြစ်နိုင်လဲတွေးနိုင်တယ်ငိုင်းနိုင်တယ်ဘဝင်ကြနိုင်တယ်လေပြောက်နိုင်တယ်လေပြောက်တယ်ဆိုတာကတော့ထိနမိတ်တာနဲ့လေသူမဆက်ပဲနဲ့စိတ်ကရှင်လန်းပြီးတော့တမာတိဖြစ်ရင်နဲ့သိရင်နဲ့အဲ့ဒီမဟာနယ်တဲ့တစ်ခုတည်းရောက်သလိုပျောက်သွားအဲ့ဒီပိုင်းရောက်ရင်လေဘလို့လောက်ရမယ်ဆိုတာစာထဲမှာကုန်ပါပြီးသားပါပဲနော်အဲ့ဒါလေးကိုထက်ကနားထောင်ပေးရမယ်မယိုတာမမုံတာအလွတ်နေပါရအောင်နားထောင်ပေးရမယ်ကဲအဲ့ဒါပြီးသွားပြီဆိုရင်လက်တွေ့လုပ်ငန်းခွင်ကိုယခုသွားတော့မယ်